မင်္ဂလာပါမျိုးတို့ရေကျွန်တော်ကြီးပါရွှေတူပါကဲဘတ်စင်နိုင်ပြက်တဲ့အပင်ဆိုတာမရှိဘဲနဲ့အမြေအောင်ဝဲခံခဲ့တဲ့ကျွန်တော်ပြီးနေကြမွေးရှစ်ခွက်ပေးရမင်းကြီးကိုရှောက်လာပြန်ပါပြီနော်ဒီတော့မှာတော့ကျွန်တော်အမျိုးတွေနဲ့ကျွန်တော်နဲ့အမျိုးရင်းဖြစ်ဖို့တော့ကိုကျွန်တော်စဉ်းစားထားပါတယ်ဗျအဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်နဲ့အနီးဆုံးမှာရှိနေအောင်လို့ Fiber number 39988350938နဲ့ Telegram မှာဆိုလို့ရှင်လေအကီးပန်ရွှေတူ1လို့ရိုက်ချပြီးတော့ခါကြတော့လာဟိုက်ပေးထားကြပါဗျတကယ်လို့ Fiber နဲ့ Telegram မရှိသေးဘူးဆိုရင်လည်းပဲဘေးနားမှာ Fiber Telegram ဖောက်တတ်တဲ့တယောက်ယောက်ကိုရှာပြီးတော့ရှောက်ထားကြပါနော်ကျွန်တော်အမျိုးကြည့်ပြီးလဲကိုထည့်ပြီးတော့မှဖြစ်ပါတယ်ဗျဒီတစ်ပတ်မှာကျွန်တော်မွေးရှစ်ခွက်ကိုအမျိုးကြည့်ပြီးထဲမှာအတင်းပေးသွားမှာဖြစ်တဲ့အတွက်Viber Telegram ရှောက်ပြီးတော့လာဟိုက်ထားကြဖို့ကျွန်တော်ပြောချင်ပါတယ်ဗျကျွန်တော်နဲ့ကျွန်တော်အမျိုးတွေနဲ့အနီးကစီချင်လို့ပါဗျကဲနေ့ရက်3လ2026တနေ့လာနေ့အတွက်ကျွန်တော်ကီးပန်ရွှေတိုးရဲ့အမာကူကတော့939ခွန်ကီးပဲဖြစ်ပါတယ်ဗျအမျိုးတို့ကြိုက်တဲ့ကဏ္ဍရှိရဆိုရင်ကျွန်တော်ရဲ့အမာကီးလေးနဲ့တွဲပြီးတော့စောစေချင်ပါတယ်ဗျကျွန်တော်ရှေ့ရက်ဒီကဗီဒီယိုဒီမှာပြောပြသွားတဲ့အထက်မှာ VVIP ကတ်နှစ်ကတ်အထွတ်တွေပဲကြံလို့ရှိရထင်ပါတယ်နော်အဲ့နှစ်ကတ်ကသူ့မှာဘာတွေထိတ်တိုင်းခတ်မှာပါဆက်ပြီးထိုးထားကြပါနော်ကဲညရီအားလုံးကိုချစ်စင်ပြီးပြောရှင်တဲ့ဘဝကိုပိုင်ဆိုင်မှန်ကြပါစေလို့ကျွန်တော်ကြီးပါချူတို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ